ပေးဖွင့်နေပဲဖြစ်ပါတယ်ခင်ဗျာ Facebook မှာဝင်ရှာနေတဲ့လူတွေအတွက်ဒီနေ့မှာကျွန်တော်ကပေးထောင်နေလာပြီးတော့တင်ပေးမှာဖြစ်ပါတယ်အရင်ဆုံးကျွန်တော်တို့ Facebook ထဲဝင်လိုက်ပါပြီးရင်ကျွန်တော်ဒီဘက်မှာရှိတဲ့ profile ဆိုတဲ့နေရာကိုတွားပါပြီးရင်ထပ်မံပြီးတော့ဒီနေရာမှာပေးဆိုတဲ့ဟာလေးပေါ့နော်အလံလေးဟာလေးကိုနှိပ်လိုက်ပြီးရင်ထပ်မံပြီးတော့အပေါ်မှာကျွန်တော်တို့ဒီအပေါင်းလေးရှိရပါနော်ဒီဟာလေးကိုကျွန်တော်နှိပ်ကျွန်တော်တို့ပေးထောင်မှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အောက်မှာရှိတဲ့ profile page ဆိုတဲ့နေရာကိုရွေးပါနော်ပြီးရင် next ဆိုတာကိုနှိပ်ပါနော် Okay ဒီနေရာမှာဆိုရင်ကျွန်တော်တို့နာမည်လေးရေးပေါ့နော်ကျွန်တော်ဒီမှာဒီနာမည်လေးပေါ့နော် Okay ဒီနေရာမှာဆိုရင်ကျွန်တော်ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ဘယ်လို contact ကိုဖန်တီးမှာလဲပေါ့ဥမာဟာတာဆိုရင်ဟာတာဒါမှမဟုတ်ကျွန်တော်တို့အစားအသောက်ဆိုရင်အစားအသောက်ဒီနေရာမှာကျွန်တော်3ခုထည့်ပေးရတာဖြစ်တယ်ပေါ့နော်ကျွန်တော်ထည့်ပေးပြီးတော့ဆိုရင်ဒီအောက်မှာရှိတဲ့အပြာတန်းလေး next ကိုနှိပ်ပေါ့နော် Okay ဒီနေရာမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်အောက်မှာရှိတဲ့ဒီဟာလေးကိုရွေးလိုက်မယ်ပေါ့နော် Okay ဒီနေရာမှာကျတော့ကျွန်တော်တို့location တွေပါလေပေါ့နော်အချက်လက် form တွေပါဖြည့်ရပါပေါ့ဟိုဖြည့်ချင်တယ်ဆိုရင်ဖြည့်လိုက်လို့ရတယ်တကယ်လို့မဖြည့်ချင်နေဘူးနောက်မှဖြည့်မယ်ဆိုရင်လည်းဘာမှမဖြစ်ဘူးအဲ့တော့ဒီမှာအောက်က next ကိုနှိပ်လိုက်ပါပေါ့နော် Okay ဒီနေရာရောက်လာပြီဆိုရင်ကျွန်တော်တို့ပုံတွေကျွန်တော်တို့ profile တွေကျွန်တော်တို့ထည့်ပါနော်တကယ်လို့နောက်မှထည့်မယ်ဆိုရင်လည်းကိစ္စမရှိဘူးကျွန်တော်တို့ကြော်လိုက်ရတယ်ပေါ့နော် next ကိုနှိပ် Okay ဒါကတော့ကျွန်တော် Facebook မှာရှိတဲ့တငယ်ချင်းကိုဖိတ်ခေါ်တာပါနော်ရောက်တစ်ထောင်ပေါ့ဖွင့်ပေးလိုက်တန်းအောင်နှိပ်လိုက်ဒီမှာဒါတော့ကျွန်တော်တို့ page ထဲရောက်သွားပြီပေါ့နော် Okay ဒါကြောင့်ကျွန်တော်တို့ page ထောင်ပြီးသွားပြီနော်page ထောင်သွားပါပြီပေါ့နော်ဒါကတော့ကျွန်တော် page ထောင်နေလာပြီးတင်ပေးတာဖြစ်ပါတယ်ဒီ video file ရဲ့အကျိုးရှိတယ်ဆိုရင်ကျွန်တော်တို့ပေါင်းနှိပ်သွားအသေးပေးသွားပါနော်ပြန်လေပြီးတော့ share ဖို့အတွက်လည်းတောင်းဆိုပါတယ်အားလုံးပဲအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ